ဒီ coffee ဆိုင်လေးကဒီ Angkor area ရဲ့ဒီကျေးရွာတစ်ခုမှာဖွင့်ထားတယ်တစ်ခုဒီတော့ဆိုင်လေးဒီလိုကျေးရွာမှာဒီလို coffee ဆိုင်လေးတစ်ဆိုင်ဖွင့်ထားတာတော်တော်လေးကိုမိုက်တယ်လို့ပြောရမယ်ကျွန်တော်ပေါ်တိုင်းလိုက်ပေါ်ကြတယ်ကျွန်တော်ရဲ့ border များဒီလို border ရင်းနဲ့ free style ခီးသွားတဲ့ feeling ကဘာနဲ့မှမလိုက်နိုင်တာဒါကြောင့်မို့လို့မိတ်ဆွေတို့လည်းတစ်ခါတော့အခွင့်အရေးရရင်ဒီလိုမျိုးသွားကြပါcoffee တောက်ပြီးတော့ကျွန်တော်တို့ဒီ Angkor area အတွင်းမှာ free သွားလို့ရတဲ့နေရာမှာတည်းများကျွန်တော်တို့ကရှာပြီးတော့သွားကြတယ်ဒီနိုင်ငံရဲ့ကြေးရွာတွေကကျွန်တော်တို့မြန်မာနိုင်ငံရဲ့ကြေးရွာတွေနဲ့တော်တော်လေးကိုဆင်တာဥပမာအိမ်ပုံစံတို့လူနေထိုင်မှုတို့တော်တော်လေးကိုတူတယ်ဒီလိုဆိုင်ကယ်နဲ့သွားတဲ့ကောင်းကျိုးကကျွန်တော်တို့ဘယ်နေရာမှာဆိုရက်ချင်ရက်လို့ရတယ်ဒါကတော့ထုံးစံတိုင်းကျွန်တော်တို့တက်တော့ဆော့နေတာကျွန်တော်တို့လိုချင်တဲ့စီးမရမချင်းဆော့နေတာလမ်းမကြီးတိုင်းတွားရင်းနဲ့ကျွန်တော်တို့ဒီဖျားကျောင်းဆောင်တစ်ခုတွေ့တယ်အခုပြောချင်တာဒီ Angkor area အတွင်းမှာရှိတဲ့ကျောင်းဆောင်မဲ့တည်းများဒီလက်မှတ်ရှိမှဝင်လို့ရတယ်ကျွန်တော်တို့ကပြီးခဲ့တဲ့တစ်ခေါက်ကကျွန်တော်တို့တွားပြီးပြီဆိုတာဒီတစ်ခေါက်ကကျွန်တော်တို့လက်မှတ်မဝင်လိုက်တော့ကျွန်တော်တို့ကဖျားကျောင်းဆောင်အတွင်းကျွန်တော်တို့ဝင်လို့မရတော့ဒါတော့နောက်ထပ်ကျောင်းဆောင်တစ်ခုဒီ Angkor area ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပကံ area နဲ့တော်တော်လေးကိုတူတယ်။ဘာလို့လဲဆိုနေရာတိုင်းမှာကျောင်းဆောင်နေရာရှိတယ်။သူတို့ဒီကကျောင်းဆောင်နေရာတစ်ခုနဲ့တစ်ခုလုံးဝဒီဇိုင်းမတူဘူး။ပြီးရင်ကျွန်တော်တို့ဒီလမ်းမကြီးတိုင်း free သွားလို့ရတဲ့နေရာမှာဒီတော့ကျွန်တော်တို့ဆက်သွားတယ်။ချို့ကျောင်းဆောင်နေရာလေးဒီအထဲကိုအကုန်မြင်ရတာဆိုတော့ကျွန်တော်တို့အထက်မဝင်ပဲနဲ့အပြေးကနေကြည့်လောက်ရတယ်ကျွန်တော်တို့ခုရှင်းပြဖို့ကြံသွားတာဒီ Angkor လက်မှတ်ကိုဝယ်လိုက်တာနဲ့ဒီ Angkor area မြေပုံရနိုင်မယ်အဲ့ဒီမြေပုံမှာဒီဖျားเจ้าဆောင်တွေကိုနံပါတ်လေးအဆင့်လေးတက်ထားတယ်ဒါကြောင့်မို့လို့လူကြီးမဲတို့ကအဲ့ဒီနံပါတ်အဆင့်လေးကိုကြည့်ပြီးတော့ကိုသွားချင်တဲ့เจ้าဆောင်တွေကိုသွားလို့ရနိုင်မယ်ဒါပေမဲ့မိတ်ဆွေကကားတော့မဟုတ်တုံးတဲ့ဒီမြေပုံထဲမှာရှိတဲ့ဖျားเจ้าဆောင်အားလုံးသွားချင်တယ်ဆိုရင်တနေ့ထဲနဲ့မရလောက်ဒါကတော့ဒီအထင်ကြီးနေရာထဲကတစ်ခုဖြစ်တဲ့ဒီရေကန်ကြီးလို့ခေါ်ရပေါ့သူတို့ကဒါကတော့ထုံးစံအတိုင်းဒါကတော့ကင်မရာမင်းကျွန်တော်ပေါ့ဒါကတော့ကျွန်တော်တို့ခီးတစ်ခုလို့ရပင်နိုင်ဆန်မင်းသမီးလေးသူ့တော့ကျွန်တော်ပွဲထုတ်ပေးလိုက်ပါတယ်သုံးနိုင်ထူးပြီဆိုတာလည်းကျွန်တော်တို့ဟိုတယ်ကိုအမြင်ပြန်နေပါတယ်။ဘာလို့ပြန်နေလဲဆိုတော့ကျွန်တော်တို့နောက်ထပ် vlog မှာထပ်ပြီးတော့ကြည့်ပေးပါဦးခင်ဗျာ။